မိဘပြည်သူများရှင်ခဏင်းစုရဲ့သတင်းသုံးသက်တင်ပြချက်လေးဖြစ်ပါရဲ့ရှင်ဒီနေ့မှာမိဘပြည်သူများအောင်ကျွန်မပထမအောင်ဆုံးပြောပြပေးရမယ့်သတင်းလေးကတော့မနေ့ကကျွန်မတက်ခဲ့တဲ့ပွဲလေးကြောင့်ပြောပြချင်ပါတယ်မနေ့ကအခမ်းအနားပွဲလေးတစ်ခုကျွန်မတက်ရောက်ခွင့်ရခဲ့ပါရဲ့ရှင်အဲ့ဒီပွဲလေးဟာဆိုရင်ကျွန်မတို့နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ယာယီသမ္မတကြီးဦးမင်းအောင်လှိုင်ရဲ့လမ်းညွှန်မှုနဲ့အတူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကပြည်ထောင်စုဝန်ကြီးဦးမြထွန်းရဲ့စီမံမှုတွေနဲ့ဝန်ကြီးဌာနရဲ့ကြိုးပမ်းမှုတွေနဲ့အတူနေပြည်တော်မန္တလေးလမ်းပိုင်းမှာဆိုရင်လက်စစ်ရထားကိုပထမဆုံးပြေးဆွဲတော့မှာဖြစ်ပါတယ်။ပြောရမယ်ဆိုတော့မြန်မာနိုင်ငံမှာပထမဆုံးပြေးဆွဲမဲ့လက်စစ်ရထားပါရှင်။အဲ့ဒီပြေးဆွဲခြင်းခန္ဓာလေးကိုကျမတို့မီဒီယာတွေတက်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဒီခန္ဓာလေးမှာကျမတို့မြင်လာတာလေးလည်းမိဘပြည်သူများမနေ့ကမျှဝေခဲ့ပါတယ်။မိဘပြည်သူများလည်းစိတ်ဝင်စားတော့မြင်တွေ့ရပါတယ်ရှင်။နိုင်ငံရဲ့ပထမဆုံးပြေးဆွဲတဲ့ခီးစဉ်ပေါ့နော်1889ခုနှစ်မှာဆိုရင်ရန်ကုန်နဲ့ပြည်ကိုမီးရထားခရီးစဉ်ပထမဆုံးပြေးဆွဲခဲ့ပါတယ်ရှင်။အဲ့ဒီကနေမှမြမမီးရထားအခမ်းကဏ္ဍကမြန်မာနိုင်ငံရဲ့တည်ယူပို့ဆောင်ရေးကဏ္ဍမှာအရေးကြီးဆုံးနဲ့အဓိကကျဆုံးအခမ်းကဏ္ဍတစ်ခုဖြစ်လာခဲ့တာယနေ့ထိပါပဲရှင်။ဟိုးရခင်အချိန်တုန်းကပထမဆုံးစတင်ပြေးဆွဲရတော့ရေနွေးငွေသုံးနဲ့စက်ကောင်းကြီးတွေနဲ့ပြေးဆွဲတာပေါ့နော်။အဲ့ဒီကနေမှဒီဇယ်သုံးနဲ့စက်ကောင်းကြီးတွေဖြစ်သွားတယ်။အခုနောက်ဆုံးကျတော့လျှက်စစ်စက်ကောင်းကြီးတွေဖြစ်သွားခဲ့တာဖြစ်ပါရဲ့ရှင်။ခေတ်ကာလကြာလာနဲ့အမျှအစဉ်စဉ်ပြောင်းလဲပြီးတော့တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မနေ့က22ရက်17လ2025ရက်နေ့အားဆိုရင်မြမမီးရထားလုပ်ငန်းရဲ့သမိုင်းစာမျက်နှာတက်ကိုဖွင့်လှစ်တဲ့နေ့ဆိုရင်လည်းမမှားပါအောင်ရှင်။မနေ့ကလက်စစ်ရထားကြီးကိုကျမတို့ကိုယ်တိုင်လည်းစီးနင်းလိုက်ပါခွင့်ရခဲ့ပါတယ်။အထက်မှာအဲကွန်လေးနဲ့အေးဆက်ပြီးတော့အင်မတန်ကိုစိန်ကြားလှပါတယ်ရှင်။ဒီရထားလေးကိုစီးနင်းခြင်းနဲ့ဆိုတော့ရိုးတန်းက1000ခွဲကျတဲ့မှာဖြစ်ပါတယ်။အထူးတန်းစီးနင်းခြင်းနဲ့ဆိုတော့2000ကျပ်တိကျတဲ့မှာဖြစ်ပါတယ်ရှင်။ဒီရထားဟာဆိုရင်လောလောဆယ်ပေါ့နော်နေပြည်တော်နဲ့မန္တလေးကိုအစုံအစံရထားအနေနဲ့ပြေးဆွဲမှာဖြစ်ပါတယ်။နေပြည်တော်ကနေပြီးတော့နေ့လယ်12နာရီမှာထွက်ခွာမှာဖြစ်ပြီးတော့မန္တလေးကိုညနေ9နာရီမှာစရောက်မှာဖြစ်ပါတယ်။မန္တလေးကနေစီးမယ်ဆိုတော့မနက်6နာရီမှာမန္တလေးကနေစတင်ထွက်ခွာမယ်။နေ့လယ်17နာရီမှာနေပြည်တော်ဘူတာကိုစရောက်မှာဖြစ်ပါရဲ့ရှင်။အဲ့ဒီမှာရန်ကုန်ကိုဆက်သွားခြင်းနဲ့ဆိုတော့ရန်ကုန်ကိုဆက်လက်ပြီးတော့ပြေးဆွဲတဲ့ DMU ရထားတွေစီကိုပြောင်းလဲပြီးတော့ခရီးဆက်လက်ထွက်ခွာနိုင်ပါရဲ့ရှင်။လောဆယ်တော့ဒီခရီးစဉ်ဟာဆိုရင်လက်စစ်ရထားနဲ့ပေါ့နော်။သွားနိုင်တဲ့ခရီးစဉ်ဟာဆိုရင်နေပြည်တော်နဲ့မန္တလေးလမ်းပိုင်းပဲရှိပါသေးတယ်။အခြားလမ်းမိုက်တွေကတော့ဒီအမီရထားနဲ့ပဲသွားလာအောင်မှာဖြစ်ပါရဲ့ရှင်။ဒါပေမဲ့ဆက်လက်ပြီးတော့တိုးချိတ်ပြီးတော့ပြေးဆွဲတာလုပ်မှာဖြစ်တဲ့အတွက်မိဘပြည်သူများမကြခင်မှာမြန်မာနိုင်ငံအနှံ့အလျားမှာလက်ဆက်ရထားကြီးစီးနိုင်ပြီပေါ့ရှင်။ကျမတို့တက်ကတော့ဒါဝမ်းသာစရာသတင်းလေးတစ်ခုပါပဲ။ဘာကြောင့်လဲဆိုတော့မီးရထားဆိုတာကကားထက်စားလို့ရှင်အများကြီးကုန်ကြစိတ်တက်တာပါတယ်။အခုတော့မှမီးရထားဈေးနှုန်းလေးကိုကားဈေးနှုန်းနဲ့ရှင်တဲ့အခါမှာတော်တက်တာတယ်ပေါ့နော်။နေပြည်တော်ကနေမန္တလေးကိုသွားတဲ့အခါကျလို့ရှင်ကားဈေးနှုန်းကအနည်းဆုံး3000ကျော်လောက်တော့ကျတက်ပါတယ်ရှင်။အခုရထားနဲ့ဆိုရင်အထူးတန်းစီမှာ2000ပဲကျတယ်ရှင်။အဲ့ဒီမှာလည်း1000လောက်ကကွာဟနေရပါတော့။ပြီးတော့ကုန်စည်စီးဆင်းမှုတွေဟာဆိုရင်လည်းပို့ပြီးတော့ကားထက်စားရထားနဲ့တည်တာကပို့ပြီးတော့ဈေးနှုန်းတက်တာတဲ့အတွက်ကုန်ဈေးနှုန်းတွေလည်းရှေ့မှာကျဆင်းလာနေတဲ့အခြေအနေတွေအများကြီးရှိပါရဲ့ရှင်။အကြောင်းလက်စစ်ရထားကြီးတွေမြန်မာပြည်အနှံ့တွေကအများကြီးတိုးချဲ့ပြီးတော့ပြေးဆွဲနိုင်ပါစေလို့ကျွန်မကဆန္ဒပြုပါရဲ့ရှင်။မိဘပြည်သူများအနေနဲ့လည်းကိုယ့်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုမျက်ခြေမပြတ်ပဲသိရှိနိုင်မှုအတွက်ကျွန်မတို့သတင်းသမားတွေကတင်ဆက်ပေးတာဖြစ်ပါတယ်။ကျွန်မနိုင်ငံကစိုးရိုက်လည်းရှိရကောင်းတာလည်းရှိရပါရှင်။စိုးရိုက်ဆိုအားလုံးဝိုင်းဝန်းပြီးတော့ဖြေရှားရတယ်ဆွေးနွေးပြီးတော့ဝေဖန်ရတယ်။ကောင်းတာတွေဆိုလည်းကျွန်မတို့ကနိုင်ငံတော်ချီးကျူးရတယ်ရှင်။မြမမီးရထားမှာဆိုရင်ဒါပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့လှုပ်ဆောင်ချက်ပေါ့နော်။ဒီလှုပ်ဆောင်ချက်ကိုသမိုင်းမှတ်တမ်းထူနိုင်ခဲ့တဲ့အတွက်ဒီဝန်ကြီးဌာနအတွက်လည်းဒါဟာသမိုင်းမှတ်တိုင်တစ်ခုဖြစ်တဲ့ဝန်ကြီးဌာနမှာဒီလိုအချိန်ကာလမှာတာဝန်ယူခဲ့တဲ့သူတွေအတွက်လည်းဒါဟာဂုဏ်ယူစရာသမိုင်းမှတ်တမ်းတစ်ခုပါပဲဒီသမိုင်းမှတ်တမ်းလေးဟာမိဘပြည်များအားလုံးအကျိုးစီးပွားအတွက်ဖြစ်ပေါ်လာတဲ့သမိုင်းမှတ်တိုင်လေးဖြစ်ပါရဲ့ရှင်ဒါကြောင့်ကျမတို့မီဒီယာသမိုင်းအားလုံးကလည်းဝမ်းသာဂုဏ်ယူစွာနဲ့ဒီသမိုင်းမှတ်တိုင်လေးကိုသတင်းရယူပြီးတော့တက်ဆက်ခွင့်ရတဲ့အတွက်လည်းနိုင်ငံနဲ့လူမျိုးအတွက်တကယ်ကိုပျော်ရွှင်ဝမ်းမြောက်ရပါရဲ့ရှင်ကျမလည်းဒီကမန္တလေးကိုခီးထွက်တယ်ဆိုရင်ရထားစီးပြီးသွားမယ်ရှင်ရထားအောင်မှာကျမတို့တွေ့ရဆိုနှုတ်ဆက်ကြပါနော်အဲ့ဒါလေးတော့ကျမမိဘပြည်များပြောချင်ပါတယ်ရှင်ဒီနေ့မိဘပြည်သူများအတွက်ကျွန်မနောက်ထပ်သတင်းလေးတစ်ပုဒ်လည်းရှာဖွေထားပါတယ်။အဲ့ဒါလေးကတော့အခုဆိုရင်နိုင်ငံရေးပါတီတွေကပေါ့နော်။ရွေးကောက်ပွဲဝင်ရတော့မယ်ဆိုတော့မဲဆွယ်တဲ့ကိစ္စတွေအများကြီးလုပ်ကြတာပေါ့ရှင်။လုပ်ကြတဲ့အခါမှာဆိုရင်ထူးခြားတဲ့အရာလေးတွေ့လို့ရှိရင်ကျွန်မမိဘပြည်များပြောပြရတယ်ပေါ့နော်။အဲ့ဒါကတော့ဂတိစကားကိုတကယ်ကိုပြပြသားသားပေးရတဲ့သူဖြစ်တဲ့အခုလက်ရှိမှာနာမည်ကြီးနေတဲ့ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဥက္ကဋ္ဌဖြစ်ပါရဲ့ရှင်။ဥက္ကဋ္ဌကနေပြီးတော့နိုင်ငံဝန်ထမ်းတွေကိုတိကျသိကြတဲ့ဂတိတွေပေးခဲ့တယ်ရှင်။ဒီဂတိတွေအကြောင်းကျွန်မပြောပြချင်ပါတယ်။တချို့တွေကဒီမဲဆွယ်စည်းရုံးတဲ့ပွဲတွေမတက်ရောက်ဖြစ်တဲ့သူတွေသိရအောင်လို့ကျွန်မဂျားထဲကနေပြီးပြောပြပေးတာဖြစ်ပါရဲ့ရှင်။ကျွန်မအနေနဲ့ဥက္ကဋ္ဌရဲ့ဂတိစကားလေးကိုပြောပြတဲ့အခါမှာပေါ့နော်။နိုင်ငံဝန်ထမ်းတွေအဓိကနားထောင်စေချင်ပါတယ်။နိုင်ငံဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ဂတိစကားလေးဖြစ်နေတဲ့အတွက်ပါရှင်။
ဥက္ကင်ပြောသွားတဲ့ခရီးစကားလေးကတော့နိုင်ငံဝန်ထမ်းတွေကဆိုရင်နိုင်ငံဝန်ထမ်းကတ်ကင်ဆောင်ပြီးတော့ပေါ့နော်ခီးသွားတယ်ဆိုရင်ကြီးရည်လေးခရီးကုန်းလန်းခီးပဲသွားရေလန်းခီးပဲသွားလေကြောင်းခီးပဲသွားအခမဲ့သွားလာနိုင်မှုအတွက်ကိုစီမံပေးပါမယ်ဆိုပြီးတော့တေချာလေးခရီးစကားခရီးကဝတ်ပြုခဲ့ပါတယ်ရှင်ဒါအပြင်နိုင်ငံဝန်ထမ်းတယောက်နေတဲ့အချိန်ဘိုးပေါ့နော်အချိန်ဘိုးရုံးချိန်ထက်ကြော်သွားတယ်ဆိုတာနဲ့အဲ့ဒီအချိန်ဘိုးကြီးကိုရရှိနိုင်မှုအတွက်လည်းစီမံဆောင်ရွက်ပေးမယ်ဆိုပြီးတော့မဲဆွယ်ကတိပေးခဲ့ပါတယ်ရှင်ဒီကတိနှစ်ခုဟာနိုင်ငံဝန်ထမ်းလောကကိုလှုပ်ခတ်သွားခဲ့တဲ့ကတိဖြစ်ပြီးတော့အားလုံးကလည်းဥက္ကဋ္ဌရဲ့ပြောကြားချက်ပေါ်မှာ2000အားရရှိလာတာကိုလည်းကျမတို့ကြားသိရပါတယ်2025ရွေးကောက်ပွဲအတွက်ကိုပါတီအားလုံးမဲဆွယ်ကြတဲ့ကိုယ်စားလှယ်အားလုံးမဲဆွယ်ကြတဲ့နေရာမှာအမြဲတမ်းပြပြတသားပြောပြီးတော့ဂတိကိုပေါ့နော်တိတိကျကျပြောရမယ်ဆိုတော့ဂတိကြမ်းကြမ်းနေပေးတာပေါ့နော်ဂတိတိတိကျကျပြပြတသားကြမ်းကြမ်းတက်တက်အဲ့လိုမျိုးလှုပ်ရအောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေးတတ်တဲ့ပုံကတော့ဥက္ကဋ္ဌပါပဲရှင့်ဥက္ကဋ္ဌရဆိုရင်နိုင်ငံရေးသမားတယောက်ဖြစ်နေရဲဆိုပေမဲ့သူပြောတဲ့စကားတွေကတော်တော်ပြတ်သားတာကိုကျမတို့ကြားသိရပါတယ်ဟိုလွန်ခဲ့တဲ့ရက်ကဆိုလည်းမိဘပြည်များကြားမှာပေါ့နော်ကျွန်တော်လုပ်မယ်ကျွန်တော်ရအောင်စူးစမ်းပြီးလုပ်မယ်ကျွန်တော်မလုပ်နိုင်ကျွန်တော်လည်းသိနေထိုးဆိုပြီးတော့ပြောတဲ့စကားလေးကလည်းမိဘပြည်များရဲ့နှလုံးသားတွေကိုတော်တော်ကိုရောက်ရှိသွားခဲ့ပါတယ်အစိုးမြင့်ဝါဒရှိတဲ့သူတွေအတွက်လည်းဒါကလောင်ပြောင်စရာအနေနဲ့ပြောဆိုနေကြတယ်မြင်တွေ့ရတာပေါ့နော်တချို့ကြတော့လည်းချစ်လို့စကြတဲ့အနေထားလေးပေါ့ရှင်ဒါလူတွေကတော့အတက်မျိုးစီရှိကြတာပေါ့နော်ဒါပေမဲ့ဂတိပေးရဲတယ်ကိုလုံမယ်ဆိုတဲ့အရာကိုပြပြတသားပြောရဲတယ်ဆိုတဲ့သူအနေနဲ့ကတော့ကျမတို့ USD ပါတီဥက္ကဋ္ဌဥက္ကဋ္ဌကိုသဘောကျနှစ်ကြိုက်ပါတယ်စကားကိုဟိုလိုဒီလိုပြောရတဲ့စားလို့ရှိရင်ပြပြတသားနဲ့လုပ်ပေးနိုင်တဲ့အတိုင်းအတာအထိကိုရဲရဲတင်းတင်းပြောချလိုက်တာကကျမနိုင်ငံအတွက်ပို့ပြီးတော့လိုအပ်နေမယ်လို့လည်းကျမထင်ပါတယ်ရှင်ကျမတို့ကရက်တီစရာရှိရင်လည်းတစ်ဖက်ကိုပြပြတသားရက်တီရမယ်အချိန်ကာလတစ်ခုပါပြောစရာရှိရင်လည်းပြပြတသားနဲ့လုပ်ပေးနိုင်တာကိုတိတိကျကျပြောလိုက်ရမယ်အချိန်တစ်ခုပါရှင်ဒီလိုခေတ်ကာလကိုရောက်ရှိနေတာပေါ့နော်ပုံမှန်အားဖြင့်ဆိုတော့နိုင်ငံရေးသမားတွေကစကားကိုဟိုလိုဒီလိုနှစ်ခွပြောရတယ်ရှင်အဲ့ဒီထဲမှာမှဥက္ကဋ္ဌရထူးကြရလို့တော့ပြောလို့ရပါတယ်စကားကဘယ်တော့မှနှစ်ခွပြောတာမျိုးမရှိပါဘူးတခေါနဲ့တက်တက်မတ်မတ်နဲ့ထိထိမိမိပြောတတ်တဲ့နိုင်ငံရေးသမားဖြစ်တော့ကျမတို့အနေနဲ့ဒီပုဂ္ဂိုလ်ပေါ်အသိမှတ်ပြုပါတယ်ရှင်တက်မတော်သားဟောင်းဖြစ်ခဲ့တာကြောင့်လည်းပါမယ်နဲ့တူပါတယ်ဥက္ကဋ္ဌလိုမျိုးပဲစကားပြောပြတ်သားတဲ့နိုင်ငံရေးသမားတွေလည်းကျမတို့တွေ့ပါတယ်ဒါပေမဲ့တူညီနေရတခုကစကားကိုပြပြတသားနဲ့နှစ်ခွမပြောဘဲလှုပ်ပေးနိုင်တဲ့အချိန်လေးထိကိုပဲလိုတိုရှင်းပြောတဲ့နိုင်ငံရေးသမားတွေကြည်လိုက်လို့ရှင်တက်မတော်သားဟောင်းတွေဖြစ်နေရဲ့ရှင်အဲ့ဒါလည်းထူးခြားချက်တွေတခုပါပဲကျမနိုင်ငံမှာနိုင်ငံရေးသမားတွေအများကြီးရှိရပေါ့နော်ဆရာအောင်ဘွားလာတဲ့နိုင်ငံရေးသမားရှိရဲ့ရှေ့နေဘွားလာတဲ့နိုင်ငံရေးသမားရှိရဲ့တချို့ကြောင့်လည်းကျောင်းမပြီးဘူးပေါ့နော်ကျောင်းသားဘွားလာတဲ့နိုင်ငံရေးသမားရှိရဲ့ဒါဘဝမျိုးစုံကလာကြတာပဲဒါပေမဲ့တက်မတော်သားဘွားကနေပြီးတော့နိုင်ငံရေးသမားဘက်ကူးပြောင်းသွားတဲ့သူတွေကကြတော့အခြားသူတွေထက်ဆိုင်စကားပြောတာပြတ်သားတယ်ပို့ပြီးတော့ပိုင်နိုင်တယ်ဆိုတဲ့အနေအထားလေးတွေကျွန်တော်မြင်ရပါတယ်။လိုဖြစ်ဖြစ်ဥက္ကဋ္ဌရာဒီရွေးကောက်ပွဲမှာဇေယျသီရိမြို့နေရာနေပြီးတော့ဝင်ရောက်ရှင်ပြန်မှာဖြစ်ပါတယ်။နေပြီးတော့ဇေယျသီရိပေါ့နော်။ဇေယျသီရိပြည်သူတွေအနေနဲ့ကတော့ဥက္ကဋ္ဌရဲ့ပြောဆိုချက်တွေကိုသဘောကျနှိမ့်ထိုက်တယ်ဆိုတော့မဲပေးခြင်းလို့ရှင်ပေးလို့ရပါတယ်ရှင်။ကျွန်တော်မြန်မာနိုင်ငံမိဘပြည်သူတို့ယုံကြည်ပါတယ်မိဘပြည်သူတို့မှားမရွေးဘူးလို့တော့ကျွန်မထင်တယ်ရှင်။နှစ်တွေလည်းကြားခဲ့ပြီလေဟုတ်တယ်မလားကျမတို့ကြုံခဲ့ဆုံခဲ့တာတွေလည်းဖြစ်ပျက်တွေရများသွားခဲ့ပြီပဲကျမတို့အတွေ့အကြုံတွေကကျမတို့အုံနောက်အသိဉာဏ်ကိုဖွံ့ဖြိုးတိုးတက်အောင်လို့လုပ်နိုင်နေပါပြီအဲတော့ကျမတို့မိဘပြည်များကိုယုံကြည်ပါတယ်နိုင်ငံအတွက်တကယ်ကိုတတိရှိရှိလုပ်ပေးနိုင်တဲ့သူတွေကိုရွေးချယ်နိုင်မယ်လို့ကျမလည်းယုံကြည်မျှော်လင့်ပါတယ်ကျမကိုယ်တိုင်လည်းဒီလိုလူတွေကိုပဲရွေးချယ်မှာဖြစ်ပါတယ်ရှင်ကျမတို့အားလုံးပဲမဲရပြနေပဲနိုင်ငံရဲ့အလှည့်တစ်ခုကိုအရွေးတစ်ခုကိုပေါ့နော်ကျမတို့သွားရမှာဖြစ်ပါတယ်ခုချိန်မှာကျမတို့အားလုံးကလှေပေါ်မှာရောက်နေတဲ့သူတွေလိုပါပဲတက်ညီလက်ညီလှော်ခတ်မှသာခီးကိုရောက်မှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ရင်တော့လှေဝမ်းပေါက်တဲ့အခါမှာကျမတို့အားလုံးနစ်မြုပ်သွားမှာဖြစ်ပါတယ်ရှင်ဒါလေးပဲခေါင်းနဲ့ထည့်ပြီးတော့တက်ညီလက်ညီလှော်ခတ်တဲ့အချိန်မှာအနှောက်အယှက်မပေးဘဲနဲ့အားလုံးတက်ညီလက်ညီစူးစမ်းပြီးတော့ရွေးကောက်ပွဲခီးစဉ်ကိုလှော်ခတ်ပြီးပန်းနိုင်ရအောင်သွားလိုက်ကြအောင်ရှင်မိဘပြည်သူများရှင်ဒီနေ့မှာဆိုရင်ကျမပြည်သူ့တန်လေးတစ်ခုဖတ်ပြခြင်းပါရှင်ကျမစီကိုပြည်သူ့တန်လေးပေးပို့ခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်39953931933991တို့အချက်လက်နဲ့တကွတေချာလေးပေါ့နော်စာစီပြီးတော့ရေးသားပေးပို့နိုင်ပါတယ်ရှင့်ကျမကဒီစာလေးတွေကိုတေချာလေးစစ်စစ်ပြီးတော့မိဘပြည်သူများအားလုံးရောနိုင်ငံတော်မှာတာဝန်ရှိရတဲ့သူတွေရောသိရှိနေအောင်လို့ကျမဖတ်ပြပေးမှာဖြစ်ပါတယ်ရှင့်ဒီနေ့ကျမစီကိုအန်တီတယောက်ကနေပြီးတော့စာလေးဆောင်ပေးပို့လာပါတယ်သူတို့မြေပြင်မှာဖြစ်တဲ့ခက်ခဲလေးတစ်ခုပါရှင့်ဖြစ်တဲ့အခြေအနေလေးကတော့တောင်တကော59ရက်ကွက်ဈေးထဲမှာပေါ့နော်ရှိတဲ့ဆိုင်မှာဆိုရင်နိုင်ငံတော်ကနေပြီးတော့ပေးတဲ့စားအုံးစီကိုဖြန့်ဖြူးတဲ့ဆိုင်ပေါ့နော်အဲ့ဒီဆိုင်ကနေပြီးတော့စားအုံးစီဈေးကိုသူကလိုသူတို့တောင်းယူတဲ့အခြေအနေလေးရှိရဲဆိုပြီးကျွန်မတို့သင်ပေးပို့လာပါတယ်ဒီလိုဈေးပေးရတာကိုသူတို့ကညှို့ညင်နေဆိုတာတော့မဟုတ်ပေါ့နော်ဒါပေမဲ့ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့
ပိတ်တာခြင်းကမပြည့်ဘူးတဲ့ဟောလို့ပြောလာပါရှင်အဓိကသူတို့ဟာဆိုရင်တပိတ်တာ90ကျပ်သားပေါ့နော်တပိတ်သက်ခွဲပေါ့ရှင်အဲ့ဒါဝယ်လို့ရှိရင်အလေးချိန်မပြည့်ဘူးပေါ့နော်ဒီကနေဝယ်တဲ့ဟာနောက်တစ်ဆိုင်မှာသူတို့သွားပြီးတော့ချိန်နေနဲ့တူပါရဲ့ရှင်အဲ့လိုမျိုးအလေးချိန်မပြည့်ဘူးပြီးရဲ့အခါမှာငွေကြေးအန်းတဲ့အခါမှာဆိုလဲသူတို့တခြားလုံးတွေအများကြီးပေးတယ်ပေါ့နော်ဒါရန်ကုန်တို့မန္တလေးတို့နေပြီးတော့အားလုံးတူတူပဲရှင်အကျွေမရှိလို့ရှိရင်တခြားလုံးတွေပေးတယ်ကျမတို့နိုင်ငံမှာတခြားလုံးဆိုတာအကျွေတော့ကျမတို့ကဆိုင်ဝင်သွားတယ်ပေါ့နော်ဒီအကျွေမရှိဘူးဆိုတော့သူကတခြားလုံးအန်းလိုက်တယ်โอเค100ပေါ့နော်100သို့မဟုတ်200သူဆို900ဘိုးဒီအန်းတာရှိတယ်โอเคတခြားလုံး900ဘိုးကျမယူလာတယ်အဲ့နောက်တစ်ဆိုင်ရောက်တော့အဲ့900ကျမကဘောပစ္စည်းဝယ်လို့900လို့ကျမအဲ့တကြားလုံး900ဘို့သွားပေးလို့သူတို့မယူဘူးရှင်အဲ့လိုကလည်းရှိတယ်ကျမတို့နိုင်ငံပေါ့နော်ဝယ်သူတွေကပဲမြဲနစ်နာနေရတဲ့ပုံစံပေါ့ကျမတို့ကအကျွေလိုတန်းတကြားလုံးရနေတော့ကြားတော့6000စိုးကျင်လာပြီရှင်6000စိုးကျင်လာပြီပေါ့စနေပြေးမနေတော့ဘောရှင်အဲ့လိုတော့ရှိပါတယ်ရှင်ဒါလေးကလည်းကျမတို့နိုင်ငံမှာဒီစနစ်လေးကိုလည်းပြန်ပြီးတော့ကြည်တဲ့တယ်လို့ထင်ပါတယ်တာမန်စီးပွားရေးအဆင်ပြေတဲ့သူတွေအတွက်ကဒါမသိတာပါရှင်စီးပွားရေးအဆင်ပြေတဲ့သူတွေအတွက်ကတော့100 200 500အစားစီစစ်ချွေတာပြီးတော့သုံးဆွဲနေရပါတယ်တရက်ကို200 300ဘိုးလောက်တခြားလုံးအန်းခံရတယ်ဆိုရင်အဲ့တခြားလုံးတစ်ထုပ်နဲ့ကျွန်မဘယ်လိုလုပ်အောင်ပါလဲပေါ့နော်အဲ့တော့ကျွန်မနိုင်ငံမှာအကျွေရှားပါလို့ငွေကြေးတွေပေါ့နော်ငွေကြေးထုတ်တဲ့ခါမှာကိုအကျွေးရအရင်လိုမကောင်းတော့ဘူးလေစုပ်ပြဲတဲ့ခါကျတော့တခြားလုံးအန်းချရတယ်ဆိုဟုတ်ပြီဒီတခြားလုံးအန်းနေဆိုရင်နောက်ထပ်တနေရာမှာလည်းတခြားလုံးအကျွေးဖြစ်နေပြန်သုံးလို့ရအောင်ကျွန်မတို့လုပ်ပေးပါလားကျွန်မတောင်းဆိုတာပါရှင်အခြားလူလည်းလူပဲတောင်းဆိုနေကြပါတယ်။ဘာလို့ဆိုတကြားလုံးကကိုကြတော့ပတ်စံနေတဲ့ကြားလုံးလဲရပြီသူများတော့သွားလဲပေးလို့မရအောင်ဆိုတော့ဒီတကြားလုံးတွေကကျွန်မတို့ဘယ်လိုလုပ်ကြမလဲပေါ့နော်အဲ့လိုဇာတ်လမ်းလေးရှိပါတယ်ဒါကျွန်မလမ်းကြုံလို့ပြောပြတာပါ။ DND ဖြစ်စဉ်ကတော့အဓိကသူစောင်းစီဝယ်တဲ့အခါမှာအလေးချိန်မပြည့်ဘူးပြန်ငွေရကြကြားလုံးတွေပဲပေးတယ်။ဒါပြင်ဒီဇိုင်းဆက်ဆံရလည်းမကောင်းဘူးပေါ့နော်အဲ့လို personal ကိစ္စတွေလည်းပါတာပေါ့နော်။အဲ့ကျွန်မစီကိုအဲ့ဒါလေးပေးပို့လာပါတယ်။ကျွန်မပြည်သူ့တန်ဖတ်ပြနေကြဆိုတော့ဒီလိုဖြစ်စဉ်ရကြတော့သက်ဆိုင်မှုတွေကနိုင်ငံတော်တာဝန်ရှိတဲ့သူတွေရောကာယကရှင်တွေရောအားလုံးနဲ့သွားသက်ဆိုင်နေပါတယ်။ကာယကရှင်တွေကတော့ဆက်ဆံရေးမကောင်းတာနဲ့တခြားလုံးအန်းတာတွေပေါ့နော်အဲ့ကိစ္စလေးကိုသက်ဆိုင်သွားတယ်ဝယ်သူကတော့ဒါသူစင်မပြေတော့သူပြောတာပေါ့ရှင်။နိုင်ငံတော်နဲ့သက်ဆိုင်တာကြတော့အဆောင်စီလူဝေတဲ့ဆိုင်တွေဟာဆိုရင်အလေးမပြေတာတွေဈေးကိုပိုယူတာတွေပေါ့နော်ဒါလေးစစ်စစ်တက်ပါတယ်။ကျမနိုင်ငံမှာစောင်းစီကိုပဲအခြေပြုပြီးတော့ပေါ့နော်အားကိုးပြီးတော့ထမင်းချက်ပြုတ်စားတော့နေရတဲ့မိဘပြည်သူတွေအများကြီးရှိပါတယ်ရှင်။တော့ဆောင်းစီနဲ့ပတ်သက်ပြီးတော့သတင်းတွေကျွန်မတို့ဒီခဏခဏရောက်ပါတယ်ဒါကြောင့်ကျွန်မဒီသတင်းအများကြီးတွေကနေပြီးတော့တစ်ခုတင်ဆက်ပေးတာဖြစ်ပါတယ်ရှင်အေရှင်မတွေအတန်အရန်ညံလာလို့ရှိရင်တိုင်းပြည်မှာလည်းအဆင်မပြေပါဘူးเนาะဘာကြောင့်လဲဆိုတော့အေရှင်မတွေကတိုင်းပြည်ရဲ့တကယ်အခြေခံအုတ်မြစ်ပါပဲအိမ်တရဲ့စာဝတ်နေရတဲ့ကိုအေရှင်မတွေစီမံနေရတာအေရှင်မတွေအဆင်မပြေရင်အိမ်သူအိမ်သားတွေလည်းအဆင်မပြေဘူးရှင်အိမ်သူအိမ်သားအဆင်မပြေရင်နိုင်ငံတော်လည်းအဆင်မပြေဘူးရှင်အားလုံးကချိတ်ဆက်နေပါတယ်ဒါကြောင့်ကျွန်မဒီလိုမျိုးပေါ့เนาะအေရှင်မတွေခက်ခဲသတင်းလေးကိုကျွန်မပြည်သူ့အနေနဲ့လေးနက်စွာနဲ့တစ်ခုတ်တရတင်ဆက်ပေးတာဖြစ်ပါတယ်။စောင်းစီဈေးနှုန်းနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကဘယ်လိုပဲထုတ်ထားပါစေ။မြေပြင်မှာကတော့ဒီလိုမျိုးလေးဖြစ်နေပါရှင်။တေချာလေးစစ်စစ်နိုင်မှုအတွက်ကျွန်မကပြည်သူ့အနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်ရှင်။ကျွန်မသတင်းတင်ပြချက်လေးကိုဒီနေ့မှဒီလောက်နေပဲရှင်နာပြပါစေရှင်။ကျွန်မသတင်းလေးတွေကိုအမြဲတမ်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေစင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျွန်မခန့်နေစုကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်